show me okay Dollar secretary ma oh safety kindness galo to chamya swane Hello အေးအောင်မင်းဟိုကောင်လေးချင်းလုံးနေပြန်ပြီလား ဟုတ်တယ်ဟုတ်တယ် အေးဘေးကငါ့ကိုစူညံလို့ဆိုပြီးဖုန်းဆက်တယ်မင်းအဲ့ဒါကြီးလုံးတာနဲ့ပတ်သက်ပြီးငါဘာပြောထားလဲငါပြန်လာမင်းနဲ့တွေ့ပြီတော့ ဟိုမှာပဲလား ညရထားညနေမှပြန်လာမှာရပါတယ်ပြောင်းတိုက်ရချက်ပါတော့ချက်ပါတော့ โอเคโอเคဆွဲ မင်းဒီလုံးတွေပဲချင်းကြီးလုံးနေအောင်ပါလေမင်းလိုက်လုံးမဲ့သားငါအလုံးမှာလာကူလုပ်ပေးတာမှမိသားစုရှိရတော့ထောက်ဖို့ဖြစ်အောင် ကျွန်တော်မလာဒီမှာစိတ်ဝင်စားတာ ကဲတော့ပြောပါအောင်မင်းအနုပညာလို့ကအောင်မြင်မယ်လို့အောင်မခံနိုင်လား တိဦးလေဘီလင်ရှာမဟုတ်တာ ငါမင်းကိုကြောင်းထားခဲ့တာဒီလိုမျိုးအဓိပ္ပာယ်မရှိကြရင်တော့ဘူးမဟုတ်ဘူးတနေ့နေ့တစ်ချိန်ချင်းကြားလို့ရှိရင်ဝယ်ကောင်းကောင်းယူပြီးတော့နေရာတစ်ခုရောက်အောင်ငါပြင်မမလုပ်နေရ ခေါင်းနဲ့ချိန်တော့တုတ်လိုက်အောင် 喂，干嘛你来？ အဲ့ဒီရောက်လား ဟုတ်တယ်အိမ်မှာမလုပ်စားလို့လာပို့ပါ ဟောထိုင်ညနေရေးကြည့်ရနော် ဟုတ်တယ်ဘယ်နေ့အားတော့ မနှက်ဖြန်အလုပ်စင်းတော့အား အဲ့ဆိုဘယ်ကနေတိုင်း โอเคအဲ့ဆိုမနှက်ဖြန်ကိုလို့စင်းလို့ရှိရင်ကိုဒီမှာလာဆောက်မယ် လာခေါ်လိုက် 喂，那手机啊，你多来嘛？ ဒီကောင်ကောင်လေးကတော့ဘောကငါလည်းဘာလို့လို့အောင်မသိတော့ဘူးတို့ထဲမှာလည်းတော့တစ်မျိုးဒီကောင်လေးကလည်းဒီကောင်နဲ့ ဝယ်အလျှော့ပေးလိုက်ပါနီနီလေးတယောက်တည်းရှိတာကြီးပဲဟာ ကိုကတော့အမခန့်နေရှိလို့တခုခုပြနေချင်တာ ကိုရောကလည်းတော့အိမ်မက်တရှိရမယ်လေနားလည်းပြလိုက်ကိုရောကလည်းတော့အိမ်မက်တရှိရမယ် ငါတို့ဂျုံဆောင်ပြူးတက်နေ
ရအောင်ဟာ ဟဲ့နားလည်းကြားကြပါ你们听说啊，老公园我睇到大大的，你们弟弟的，啊表姐。ဒီအရာတွေကိုပဲချိန်ပြီးဆက်လုပ်နေတော့မင်းတတိနေ့ဒီရေးမပါတဲ့အရာတွေနဲ့ပဲချိန်နေကုန်နေတာအားလုံးမှဝင်လို့ကိုရောမင်းစိတ်ကူးမရှိတော့တာမင်းကအကြီးကောင်နော် ကျွန်တော်ကတော့စိတ်ဝင်စားဖေးရကျွန်တော်စောင်းကြည့်နေလိုက်ပါဒီနေ့ကျကျွန်တော်အောင်မြောင်လုပ်ပြ ကဲပါသူလည်းငယ်သေးရပဲသူဝါသနာပါလောက်ပါစေသူ့အချိန်နောက်တော့ပေးလိုက်ပါ ဒီရှေ့ကနေကာကာနေလို့ဒီကောင်နေရောင်းတက်နေတာအားလုံးမှလည်းအသက်ကြီးနေတယ်အငယ်ကောင်းရဲ့ရှေ့ရေးတဲ့ရှိသေးတယ် ဖေးတော့လည်းဗျာဘာကြီးလာပြောတာအဲ့ဒါကြိုသိနေအောင်ဖေးစရာလည်းမဟုတ် ကဲတော်အရှင်နဲ့စိတ်ကိုချော့ ဟာ ဟယ်လို ဟယ်လိုဦးမျိုးတော်တာတို့အိမ်ရပါလား ဟုတ်ပါလေ အခုဆေးရုံမှာဆက်နေရပါဦးမျိုးနဲ့တော်တာကကားအက်ဆီဒန့်ဖြစ်လို့ဆုံးသွားတဲ့အကြောင်းလမ်းအကြောင်းကြားတာပါအဲ့ဒါဆေးရုံကိုအမြန်ဆုံးလာခဲ့ပြီပါဟယ်လိုကြားလားမသိဘူးဟယ်လိုဟယ်လိုဟယ်လို အမှနင်တို့လည်းမရှိတော့ရ။ဒီကိုကြီးကသူ့ရဲ့ဝါနာကိုဆုံးလုပ်ပြီးတော့နင်တို့ရဲ့မိသားစုလုံးကလည်းလွယ်ယူပြီးတော့နင်ခုချိန်ကြီးဆောက်ရှောက်လာတယ်။အားကြောင့်နင်ကမင်းကိုကနားလဲပြရတာ။ तू ကနင်ရဲ့ဖြစ်စေချင်တာ ညောင်လေးကောဘာမျိုးပြောရရှိမျိုးဝါသနာပါတွေလုပ်ဖို့တော့မျိုးအချိန်တိုင်းတာတခုဒါပေမဲ့မင်းအချိန်တိုင်းတာတွေမှာမင်းမအောင်မျိုးဆိုတော့ငါလုံးမအောင်လုပ်ရတယ်ဘယ်လိုလဲ ရတယ်လေ ခွေး 我开始丢了。 ဆက်ပြောလို့ 哎，老刘白天你老牛嘛？干嘛没有哎？ ဟဲ့ 老刘，阿老， အဲ့လိုလေ 阿老个老刘。 ခဏပြောမှာလား 阿老老阿毛对了。 ကဲပါသူလည်းငယ်ပါသေးတယ်အချိန်ခဏတော့ပေးလိုက်ပါအောင်မြင်ပါပါဟုတ်ပါဘူး